လုံးပဲမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကကြိုဆိုလိုက်ပါတယ်ဒီနေ့အမေရိကန်နိုင်ငံမှာအကြီးအကျယ်ထိတ်လန့်ကြောက်ရွံ့နေတဲ့ EAD နဲ့ပတ်သက်ပြီးတော့ကျမတို့မေတ္တာကနေပြီးတော့မှပညာပေးမျှဝေသွားပါမယ်မေတ္တာဖောင်ဒေးရှင်းဟာမြန်မာနိုင်ငံသူနိုင်ငံသားများအတွက် immigration ဆိုင်ရာဥပဒေအခက်အခဲတွေနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါမှာဖက်ကအဆင်ပြေချောမွေ့သွားစေဖို့ရည်ရွယ်ချက်ကောင်းတွေနဲ့ပညာပေးအဆင့်တစိုက်မျှဝေလျက်ရှိပါတယ်ဒီနေ့မှာတော့ဖြင့်လူတကာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ကြုံတွေ့ခံစားနေရတဲ့ EAD ဆိုတဲ့အလုပ်ပိုင်ခွင့်လျှောက်ထားရတဲ့ကတ်လေးတစ်ခုအကြောင်းကိုကျမမျှဝေသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဟာ immigration education information သာဖြစ်ပြီးတော့တကယ် legal နဲ့ပတ်သက်တဲ့အခက်အခဲတွေ290 ဖောင်တွေရရှိလာတဲ့အခါမှာတော့သက်ဆိုင်ရာ immigration အရာရှိရှေ့နေများနဲ့တွေ့ဆုံမေးမြန်းပါလို့အကြံပြုပါရစေပထမအဆုံးအခန်း1အနေနဲ့မိကွန်းလေးတစ်ခုပြောချင်ပါတယ် EAD cloud ဆိုတာဘာပါလဲ EAD လျှောက်ထားမှုနာယီလို့အဓိပ္ပာယ်သက်ရောက်ပါတယ်အဲ့ဒီရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ဒီ EAD တွေကိုရက်နေပြီဟာအဆိုင်လွင်တွေရက်ကုန်ပြီဆိုတဲ့ဒီသတင်းစိုးတွေဟာမှားတယ်ဆိုတာကိုသက်သေပြခြင်းလို့ပါပြီးခဲ့တဲ့2026 March လ9ရက်နေ့ကဆိုင်လင်အင်တာဗျူးကပြန်လာတဲ့ဒီ client တယောက်ရှိမှာအဲ့ဒီယုံကနေပြီးတော့စာတစ်စောင်ပေးလိုက်ပါတယ်အဲ့ဒီစာမှာ EAD လျှောက်ထားဖို့ပါခဲ့ပါတယ်အဲ့တော့ဆိုလိုချင်တဲ့အဓိပ္ပာယ်က EAD လျှောက်ထားတယ်ဆိုတာဟာလုံးဝရပ်ထားတယ်ဆိုတာမဟုတ်ဘူးလို့ပြောချင်ပါတယ်လုံးဝအကြောက်တရားတွေနဲ့စိတ်တော့ကရောက်နေတဲ့သူတွေ EAD လျှောက်ထားမှုရှိပါတယ်လို့ပြောကြရင်းနဲ့ပထမအဦးဆုံး EAD cloud ဆိုတာဘာလဲလို့ပြောကြချင်ပါတယ် EAD cloud ဆိုတဲ့အဓိပ္ပာယ်က I-589 form လို့ခေါ်တဲ့ဒီအဆိုင်လင်လျှောက်ထားတဲ့အခါမှာပြန်လည်ပြီးတော့ USCIS ကနေပြီးတော့မှကိုယ့်ရှိကိုပြန်ပို့လာတဲ့ receipt notice ဆိုတဲ့စာရွက်ကလေးပဲဖြစ်ပါတယ်ဒီစာရွက်ကလေးရတဲ့နေ့ကနေစပြီးတော့151ရက်အဲ့ဒီနေ့မှာကိုလျှောက်ထားလို့ရပါပြီဒီလိုလျှောက်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကျမရဲ့ EAD ဟာကျွန်တော်တို့ရဲ့ EAD ဟာတကယ်ပဲရမှာလားဆိုလို့ရှိရင်ကန့်သက်ချက်တွေနောက်ကလိုက်နာရမယ့်စီကံတွေရှိပါတယ်အဲ့ဒီစီကံတွေဟာဘာလဲဆိုတာကိုအခန်းနှစ်မှာဆက်လက်ပြီးတော့ကျမတင်ပြသွားပါမယ်အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ